အားလုံးပဲမင်္ဂလာပါဗျဒီနေ့အကြောင်းအရာလေးရတော့ဘာကြောင့်လေးလဲဆိုရင်ဗျဒီအားလုံးဒီထားပြကြပြီဖြစ်တဲ့ဒီဂျော်ရှာဘန်နဲ့ဒီပန်တူဂျာတို့ရဲ့ကပတ်လူပွဲကိုအကြောင်းလေးကိုကျွန်တော်ပြပေးခြင်းပါတယ်ဒီဂျော်ရှာဘန်ပွဲပါဝင်တဲ့ဒီ UFC 3-3ပြိုင်ပွဲကိုဘယ်မှာကြည့်ရမလဲပေါ့နော်ဘယ်ချိန်လာမှလဲပေါ့နော်အဲ့ဒီအကြောင်းလေးကိုကျွန်တော်တင်ဆက်ပေးခြင်းပါတယ်ဒီမျှဝေပေးခြင်းပါတယ်ပေါ့နော်ဒီမှာကိုစားဥဖိုက်တာလေးဖြစ်တဲ့ဒီဂျော်ရှာဘန်ရဲ့ UFC ချန်ပီယံကပတ်စိန်ခေါ်ပွဲပါဝင်မဲ့ဒီ UFC 3-3ပွဲကိုဒီပရီးမီးယားကပ်ကိုပေါ့နော်မြန်မာဆိုင်တော်ကြီးမနေ့ဖန်တင်းဝင်နေ့9နာရီခွဲကနေစမှာဖြစ်ပါတယ်ဗျဒီပရီးမီးယားမိတ်ကပ်ကိုတော့ဒီမြန်မာဆိုင်တော်ကြီး9နာရီခွဲကနေစတင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကျော်စာပိုင်းပွဲကိုဒီ17နာရီ10နာရီဝန်းကျင်လောက်မှာကြည့်ရှုဖို့ဒါတော့များတယ်ပေါ့နော်ရှစ်ပွဲတွေမြန်မြန်သလိုပါဗျာစောစောလာမှာဖြစ်တဲ့အတွက်ဒီ10နာရီလောက်ခရက်စောင့်ကြည့်တာပိုကောင်းပါတယ်ဒီ UFC 3-3ဒီပြိုင်ပွဲကိုUFC မှာဝင်တဲ့ပွဲကိုကြည့်ရှုနေဆိုရင်ဒီကြည့်လို့ရတယ်ဒီသိရလူတွေကတော့မပြောပါဘူးဒီကြည့်ခြင်းနဲ့ဘလို့မှအရှင်မရတော့ဘလို့ကြည့်ရမလဲဘယ်မှာကြည့်ရမလဲဆိုတော့မသိတဲ့လူတွေအတွက်ကျွန်တော်မျှဝေပေးခြင်းပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုကြည့်ရတဲ့အတွက်ကျွန်တော်မျှဝေပေးခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဒီ comment ပဲဖြစ်ဖြစ်ဒီ CUR ဖြစ်ဖြစ်လာပြီးတော့ဒီ Telegram 3နဲ့ဒီပေါ့နော်ဖုန်းနံပါတ်ကိုချပေးတာပါကျွန်တော်အဲ့ရ10ကျွန်တော်ပို့ပေးပါမယ်လိမ်လေးကို